မင်္ဂလာပါညီကိုတွေထိုင်းပါချင်းထိုင်းထုတ်ကျွန်တော်ရမာအဲရိုလေးတစ်ချက်ကြည့်အောင်ပေါ့နော်ထိုင်းတော့ရမာအဲရိုလေးဆိုရင်တော့သူ့မှာအယောင်ကကျွန်တော်တို့အယောင်3ယောင်လာတယ်အခုလိုမျိုးကျွန်တော်အမဲဆိုရယ်နော်ပြီးသွားပြီဆိုရင်ဒီဘက်မှာအပြာရောင်ဒီပြာဆိုကျွန်တော် racing blue ပေါ့နော်ကျွန်တော်ဂွေအားစာအပြာရောင်လေးဖြစ်မယ်ပြီးသွားပြီဆိုဒီဘက်မှာကျွန်တော်ခဲအောင်ပေါ့နော်ဒီခဲအောင်ဆိုတော့ကျွန်တော်အယောင်ဆက်မလို့အယောင်ကားလာဆိုအခုလိုမျိုးဆက်ထားမှကြိုက်တယ်ဆိုရင်ညီကိုတို့ဆိုတော့ဒီခဲအောင်လေးလာယူပေါ့နော်အရမ်းမှလည်းဂွေကတော့အမဲလေးနဲ့လာမယ်ဆိုတော့ဒီအယောင်လေးဆိုရင်ကျွန်တော်ဒါထိုင်းပါချင်းပေါ့နော်ထိုင်းထုတ်ကျွန်တော်တို့အပြာရောင်အမဲရောင်ပြီးခဲအောင်လေးရှိမှာနော်လူကြိုက်အများဆိုတော့ကျွန်တော်ဆိုင်မှာရောင်းမလောက်ကတော့ဒီခဲအောင်လေးပါနော်ဒီခဲအောင်လေးဆိုရင်ကျွန်တော်တို့က sorry ဒီအမဲအောင်လေးပေါ့နော်ခဲအောင်လေးလည်းတော်များကြိုက်ဒါပေမဲ့ဒီအမဲအောင်တော့လူတိုင်းမကြိုက်ဘူးဒါပေမဲ့ဒီအမဲအောင်ဆိုမှကျွန်တော်တို့ကနော်ဒီစီလုံးအမဲအောင်မှာဆိုဘိုင်းမှာဆိုရင်အခုလိုမျိုးအနီးစတေကာလေးနဲ့လာမယ်ဒါကတော့ကျွန်တော်အမဲရောက်မှာဆိုတော့အနီးစတေကာလာတယ်ကျန်တဲ့ဟိုဘက်မှာအပြာတွေဆိုတော့အပြာဆိုရင်တော့ဗျာဒီစီလုံးအပြာဒါကျွန်တော်တို့အယောင်ဆိုရင်ကျွန်တော်တရောင်ထဲမှာကြိုက်တယ်ဆိုရင်ညီကိုဆိုတော့အပြာလေးတာဝယ်လိုက်ပေါ့နော်ဟုတ်ကဲ့ဒီ Aero မှာဆိုဘာလဲကျွန်တော်ပြောပြပေးမယ်ဒီယမာ Aero ရိုးမှာဆိုရင်ရှေ့ဘိန်းမှာဆိုကျွန်တော် ABS ပါမယ်နော်နောက်ဘိန်းတော့မပါဘူးရှေ့ဘိန်း ABS ပါမယ်တော့ကျွန်တော် Smacky ဖြစ်သွားမယ်ပြီးသွားဆို Digital Time နဲ့လာမယ်ဟုတ်ပြီညီတို့ကျွန်တော်ရဒီမှာ menu control လေးလာမယ်ကျွန်တော်ဒီ C gate တွေပြီးသွားဆိုကိုမောင်းထားတဲ့ကျွန်တော်ဒီကီလိုမီတာကိုအကုန်လုံးစစ်ဆေးလို့ရမယ်ဟုတ်ပြီနော်ပြီးသွားပြီဆိုရင်သူ့မှာဆိုရင်ကျွန်တော်တို့က155cc ကျွန်တော် liquid ကို inyo ထည့်ပေးထားရပါတော့ 155cc ဖြစ်တဲ့အတွက်ကြောင့်ညီကိုတွေကစိတ်သွားတိုင်းကိုပါတယ်ပေါ့နော် keyway သွားမလားဘယ်သွားမလဲညာသွားမလဲအကုန်လုံးမိုက်တယ်ပြီးသွားပြီဆို auto bell မှာတော့ပူပြီး knee snip ပါတယ်အတွက်ကြောင့်ကျွန်တော် high RPM မှာဆိုအယောင်ဆွဲတော်လေးမိုက်ပါတယ်စီတိုင်ကလေးကကျွန်တော်ရှေ့မှာပေါ့နော် okay ဆိုတော့ Aero ဆိုရင်သူကကြတော့ pin ရှွန်တယ်ပြီးတော့ sport bike ပဲသွားတယ်ပေါ့နော် pin ရှွန်ပြီးတော့ sport bike ပဲသွားတယ်သူ Aero အတွက်ဆိုတော့ကျွန်တော်ဒီအင်ဒိုနီးရှားတော့ဘာလို့မှာဆိုရင်ကျွန်တော်တီးတန့်ကျွန်တော်ပြန်ပွဲတွေရှိတယ်ထိုင်းမှာတော့မတွေ့ဘူးပေါ့နော် okay ဒါဆိုတော့ကျွန်တော်တို့ထိုင်းဘာရှင်းထိုင်းထုတ်ကျွန်တော်ဂျမာ Aero နဲ့ live မိတ်ဆက်ပြဖြစ်ပါတယ်ထိုင်းထုတ်တဲ့ဂျမာ Aero ထဲမှာဆို Aero SP လည်းရှိ Aero SP အောင်2အောင်မှထွက်တယ်ပေါ့နော် okay ဒါလေးကကျွန်တော်ရိုးဘာရှင်းလေးပါโอเคညီကိုနော်ကြည့်ပြအတွက်အထူးကျေးဇူးတင်ပါတယ်ဒီ Aero ဈေးကိုသိချင်တဲ့အတွက် Aero ရိုးဘာရှင်းကျွန်တော်ထိုင်းဘန်းငွေဆို9000ကျော်ပါတယ်နော်ထိုင်းဘန်းငွေ9000ကျော်ပါမြန်မာမှာရောင်းချနေတဲ့ဈေးကတော့300ကျော်တယ်ပေါ့နော်โอเคအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ